ဒီဘက်ကိုစနေနေ့ညတနင်္ဂနွေနေ့မနေ့ထိုင်းစံတော်ချိန်3နိုင်မှာကစားမယ်မြန်မာစံတော်ချိန်ဆိုရင်2နိုင်ခွဲပေါ့ဒီပွဲမှာဆိုရင်မက်ဆီတီကနိုင်ရင်အာဆင်နယ်ကို2မှတ်အကွာကနေပြီးတော့ဖိအားပေးနိုင်မယ်ပြီးရင်မက်ဆီတီကအာဆင်နယ်ရဲ့ချီချိုမှုကိုခွဲခေါင်းယူရမယ်ပွဲတစ်ပွဲလည်းဖြစ်တယ်ပြီးတော့မက်ဆီတီကအခုပရီးမီးယားလိဂ်မှာဆိုရင်အဲ့ကွဲမှာ9ပွဲဆက်တိုက်ရှုံးပွဲမရှိတဲ့မှတ်တမ်းတစ်ခုလည်းပိုင်ဆိုင်ထားတဲ့အသင်းလည်းဖြစ်တယ်ပြောမယ်ဆိုရင်မက်ဆီတီကဖောင်နဲ့ပြတ်မှတ်လာတယ်လို့ပြောရမယ်နျူကာဆယ်တီကျတော့ပရီးမီးယားလိဂ်10မှာပရီးမီးယားလိဂ်ပွဲစဉ်လေးမှာဆိုရင်သူကရတာတွေကမတည်ငြိမ်ပဲဖြစ်နေတယ်အဲ့ဒီမတည်ဖြစ်နေတဲ့ရတာလေးကိုပြန်လက်တီးညာအားတွေပြင်ဆင်နေရတဲ့အချိန်လည်းဖြစ်တယ်ဒါပေမဲ့နျူကာဆယ်ကကြာပြီးတော့ချက်ပြန်ပြီးပွဲစဉ်ကစားထားတဲ့ကော်တာဘန်နဲ့ဒါပေမဲ့6-9နဲ့အနိုင်ရရှိထားတယ်ကာလင်ဖလာမောင်ဆိုရင်ဒီနေ့တင်းရဲ့တွေ့ဆုံမှုမှာမက်ဆီတီက2ကျော်လုံးပဲအနိုင်ရရှိထားတယ်ဒါပေမဲ့ပရီးမီးယားလိဂ်မှာလည်းကျတော့နျူကာဆယ်ရဲ့အိမ်ပွဲမှာနျူကာဆယ်က2-1နဲ့အနိုင်ရရှိထားတယ်ဒီပွဲမှာဆိုရင်မက်ဆီတီမှာဟာလာပြပလာမယ်နျူကာဆယ်မှာလည်းကျတော့တဲ့ရရှိရတဲ့ကစားသမားတွေများတယ်ဘရူနိုကူမာရီမပေါ့ဘူးလီဗာမန်တိုမပေါ့ဘူးပြီးရင်လူငယ်စားသမားလူးဝစ်မိုက်လီလည်းမပေါ့ဘူးအဲ့တော့နျူကာဆယ်နေနဲ့အိမ်ပွဲမှာရတာတွေကောင်းတဲ့မက်ဆီတီကိုအနိုင်ရရှိရကစားဖို့ဆိုတော့ခဲရင်းတဲ့အခြေအနေတစ်ခုပဲမက်ဆီတီကအာဆင်နယ်ကိုဆက်လက်ဖိအားပေးနေဖို့အတွက်အိမ်ပွဲမှာနျူကာဆယ်ကိုရှစ်တဲ့ကစားလာရဖို့ရှိတယ်ကျွန်တော်ရဲ့ prediction နဲ့ဆိုရင်ဒီပွဲမှာမက်ဆီတီကအနိုင်ရရှိပါမယ်။ Okay နောက်တစ်ခုနဲ့ Tottenham Hotspur နဲ့ Arsenal လန်ဒန်ဒါဘီပွဲစဉ်ဒီပွဲထိုင်းစံတော်ချိန်7နိုင်ခွဲမှာကစားမယ်မြန်မာစံတော်ချိန်ဆိုရင်7နိုင်မှာကစားမယ်ပွဲဒီပွဲမှာဆိုရင်တကယ်လို့တော့မန်ဖရက်ဝတာမထုတ်ခဲ့ဘူးဆိုလို့ရှိရင်ပြောစရာလေးအများကြီးဖြစ်မှာပွဲတော့ပွဲတော့မန်ဖရက်ကအာဆင်နယ်ဖန်လားဆိုပြီးတော့ကောလာဟာလာလေးအများကြီးထွေတယ်သူတာတဲ့ကော်ဖီဘောဆိုရင်အာဆင်နယ်တစ်စိမ့်နဲ့အဲ့လိုလေးထွေလာတာရှိတယ်ပြီးရင်စားသမားချင်းကြားမှာဆိုရင်လည်းပြောစရာလေးကတိကစားလေးတွေအဲ့လိုလေးရှိမှန်းနေထားမှရှိတယ်ဒီပြအသက်တူတာလက်ထဲကိုရရှိတဲ့အချိန်မှာဆိုရင်မတည်တဲ့အခြေအနေတစ်ခုကိုရရှိသွားတယ်တူတာကဘယ်လိုမျိုးနေပြလဲဘယ်လိုကစားကွင်းလဲကစားကွင်းချိန်ပြီးကစားမှလာပေါ့အဲ့ဒါလေးကစပါးပေါ်ကိုလာထိတရားမှုရှိသွားနိုင်တယ်ပြီးတော့ဒီကစားသမားနဲ့နားလည်မှုဒီကစားသမားလေး